လိုင်းသားရမှာဖြစ်သွားတဲ့အန်ဒီရှိကိုဒီနေ့မင်းတို့သွားခဲ့ပါတယ်အဲ့အန်ဒီနဲ့အရင်မတွေ့ခင်မင်းတို့ရက်ကွက်ထဲမှာလိုက်ပြီးစုံစမ်းပါတယ်တယောက်တည်းရဲ့စကားကိုနားထောင်တာမျိုးမဟုတ်ဘဲနဲ့မင်းတို့စကယ်ရီဂိတ်တွေမှာကိုရက်ကွက်ထဲမှာရောအဲ့လိုမျိုးပေါ့နော်လိုက်မေးစုံစမ်းပြီးတော့မှတိတိကျကျလေးမင်းသိလာတာလေးကိုပြောပြပါမယ်မင်းလည်းရက်ကွက်ထဲကနေပြီးတော့ပြန်ကြားလာခဲ့ရတာပါရှင်အန်ဒီရဲ့နာမည်ကတော့ဒေါ်ရခိုင်မပါရက်ကွက်ထဲမှာလည်းသူ့ကိုဒေါ်ရခိုင်မလို့ပဲခေါ်ပါတယ်ဒီကအရင်တော့ပတ်စံရှိရဲတဲ့ပြောရမယ်ဆိုရင်တော့အထည်ကြီးပြပတ်စံရှိတော့လဲသူကအပေးကန်းရရော်တယ်ခလေးလဲချစ်တတ်တယ်ဗီဒီယိုထဲမှာပါတဲ့ခလေးကိုမှမဟုတ်ဘဲနဲ့သူကရက်ကွက်ထဲမှာရှိရဲ့ခလေးတိုင်းအောင်ထိမ့်ပြီးတယ်တဲ့ဗီဒီယိုထဲမှာပါတဲ့ခလေးလေးကလည်းအဲ့အန်ဒီနဲ့ဘာမှတော်ဆမှုမရှိဘူးတဲ့ရက်ကွက်ထဲကခလေးပဲသူအဲ့ခလေးလေးကိုလည်း2လသားအရွယ်တည်းကသူကထိမ့်ပြီးတာတဲ့ရက်ကွက်ထဲကပြောကြတာပေါ့နော်အဲ့ခလေးလေးရဲ့အဖေအမေတွေအလုတ်သွားတယ်အပြင်သွားတယ်ဆိုရင်အဲ့အန်ဒီရှိမှာပဲခလေးကိုထားခဲ့တာအဲ့ခလေးကိုအဲ့အန်ဒီကကြည့်ပေးတယ်ရေမိုးချိုးပေးတယ်ထိမ့်ပေးတယ်ပေါ့နော်အဲ့ဒါရက်ကွက်ထဲကနေတော့မင်းတို့ကိုပြောပြတာခလေးလေးကိုပေါ့နော်ဗန်းပြပြီးတော့သူအဲ့လိုမျိုးလိုက်လှုပ်ရှားနေရလဲရက်ကွက်ထဲကမဟုတ်ပါဘူးတဲ့ဒီခလေးကိုမှထိမ့်ပေးတာမျိုးမဟုတ်ဘဲနဲ့တခြားခလေးတွေကိုလည်းသူကခလေးချစ်တတ်တာဖြစ်တဲ့အတွက်ထိမ့်ပေးပါတယ်ဗီဒီယိုထဲမှာပါတဲ့ခလေးကိုတော့ပို့ပြီးတော့ထိမ့်ပေးဖြစ်ပါတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့ခလေးလေးကအဲ့အနီရဲ့သားဆုံးသွားတဲ့သားဝင်စားရလို့အဲ့အနီကြီးကထင်တာဖြစ်တဲ့အတွက်အဲ့ခလေးကိုသူကပို့ပြီးတော့ချစ်ပြီးတော့ပို့ပြီးတော့ထိမ့်ပေးဖြစ်တယ်ပေါ့နော်အဲ့ခလေးကအခုဗီဒီယိုထဲမှာပါတယ်ပေါ့နော်အရိုက်ခံရတဲ့အတီရဲ့ဆုံးသွားတဲ့သားဝင်စားရလို့လဲရက်ကွက်ထဲကလူတွေကမင်းတို့ကိုပြောကြပါတယ်အဲ့လာကြောင့်မို့လို့လဲအဲ့အနီကအဲ့ခလေးကိုပို့ပြီးတော့ထိမ့်ပေးဖြစ်တယ်ပို့ပြီးတော့ပေါ့နော်သူ့နာမှာခေါ်တာဖြစ်ပါတယ်နေရခလေးရဲ့မိဘအရင်နေရဲ့အင်တာဗျူးတွေပါလဲမင်းတို့ကကြီးလိုက်တာဆိုတော့မင်းတို့သွားဖို့အတွက်ကိုဇဝေဇဝါဖြစ်သွားတာတော့အမှန်ပါအဲ့လာကြောင့်မို့လို့မင်းရဲ့မင်းအမျိုးသားရဲ့ကအရင်ဆုံးအဲ့ရက်ကွက်ထဲကိုသွားမယ်အရင်ဆုံးအကြောင်းဆုံးမေးကြည့်မယ်မေးကြည့်လို့မှရက်ကွက်ထဲကစကားကိုအရင်ဆုံးနားထောင်မယ်လို့မင်းတို့ကဆုံးဖြတ်ချက်ချပြီးတော့အဲ့အန်တီနဲ့အရင်မတွေ့ခင်ရက်ကွက်ထဲမှာရှိရဲ့ကယ်ရီဂိတ်တွေအဲ့နားမှာရှိရဲ့လူတွေကိုမင်းတို့အရင်ဆုံးမေးပါတယ်အားလုံးဖြေတဲ့အဖြေကလည်းဒီအဖြေတစ်ခုပဲထွက်ပါတယ်ရှင်ဗီဒီယိုထဲမှာလည်းမြင်ပါပါအဲ့ခလေးကိုအဲ့အန်တီဘယ်လောက်ထိတန်ရောစင်ရှိလဲမရှိဘူးလဲဆိုတာဟိုဘက်ကရိုက်နှက်တဲ့အမားကနေပြီးတော့ခလေးကိုခေါ်သွားလိုက်တက်တိုက်မှာကျိုးတုပ်လိုက်လို့ပြောလိုက်တဲ့အချိန်မှာကျမခလေးကိုမလုပ်ပါနဲ့ကျမကိုပဲလုပ်ပါဆိုပြီးတော့သူ့ရင်ခွင်ထဲမှာထည့်ပြီးတော့ပြောနေရအောင်အမားတို့ဗီဒီယိုကိုကြည့်ရလူတွေဆိုမြင်ပါလိမ့်မယ်တက်တိုက်မှာကျိုးနဲ့တုပ်ထားတဲ့အချိန်မှာဆိုလဲအဲ့တိုင်းပဲခလေးကအဲ့အန်ဒီရဲ့ရင်ခွင်ထဲမှာပဲရှိနေရပါဒါကတော့မင်းတို့ဗီဒီယိုထဲမှာမြင်တွေ့ရတာကိုမင်းတို့ပြောပြတာပါချို့ကလည်းမင်းတို့ကိုအားပေးအားမြောက်လုပ်တယ်မင်းတို့ကအားပေးအားမြောက်လုပ်တာမဟုတ်ဘူးဒီအန်တီမှာအပြစ်ရှိရဆိုတာမှန်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူများပစ္စည်းကိုအခုလိုမျိုးယူတာဖြစ်တဲ့အတွက်အပြစ်ရှိပါတယ်ဒါပေမဲ့မင်းတို့လည်းအထည်ဆိုင်ဖွင့်လာတာဖြစ်တဲ့အတွက်အဲ့လိုမျိုးသာလုပ်ခဲ့မယ်ဆိုရင်အရင်ဆုံးအမယူနေရညီမတို့သိရနော်အမရှိတစ်ခေါက်ကလည်းလာယူရတယ်အခုလည်းထပ်လာယူတယ်ညီမတို့သိရနော်နောက်တစ်ခါထပ်လာလုပ်မယ်ဆိုရင်အမအောင်ညီမတို့ရဲလက်ထဲအပ်မယ်အရင်ဆုံးအဲ့လိုပဲပြောမိမှာအခုလိုမျိုးရိုက်နှက်မှာတော့မဟုတ်တာအာမခံပါတယ်ရှင်နောက်ဆုံးအဆင့်ကိုပစ္စည်းကိုယူနေရမို့လို့ဒေါသထွက်ရင်တော့ဗီဒီယိုရိုက်ပြီးဒီအမတော့ညီမတို့ဆိုင်မှာလာပြီးပစ္စည်းတွေကိုအခုလိုမျိုးတွေလုပ်နေပါတယ်ဆိုင်သမားတွေသိရအောင်လို့အတွက်တင်မေးရပါဆိုပြီးတော့ပဲတင်မှာပါအခုလိုမျိုးကိုထီလက်ရောက်စပင်ကိုဆွဲပါးကိုရိုက်ပေါင်နေနင်းအဲ့လိုမျိုးတွေဓာတ်တိုင်တွေမှာကြိုးတုပ်တွေရောမင်းတို့လုံးမှာမဟုတ်နောက်ဆုံးအဆင့်ရဲလက်ထဲကိုခေါ်ပြီးတော့အပ်လိုက်ပါမယ်တာဝန်ရှိရဲ့လူတွေကသူ့အလုပ်ကိုသူလုပ်သွားပါလိမ့်မယ်ရှင်အခုလိုမျိုးဗီဒီယိုကြီးရိုက်ပြီးတော့ line ပေါ်မှာခလေးတဲ့ပါတာဖြစ်တဲ့အတွက်ပို့ဆိုးပါတယ်ခလေးကိုကအစဓာတ်တိုင်မှာကြိုးတုပ်ထားတာပါအရင်ဆုံးခလေးတယောက်တည်းကိုဓာတ်တိုင်မှာခေါ်ပြီးတော့ကြိုးသွားတုပ်လို့ဗီဒီယိုဖိုင်ထဲမှာပါပါတယ်ဒါပေမဲ့အန်ဒီကနေပြီးတော့ကျမခလေးကိုမလုပ်ပါနဲ့ကျမကိုပဲလုပ်ပါဆိုပြီးတော့ဗီဒီယိုဖိုင်ထဲမှာပြောနေရတွေ့ရတဲ့အတွက်မင်းတို့ကတနာတာခလေးကိုလည်းတနာတယ်အခုလိုမျိုးရိုက်နှက်နေရအောင်လဲလူသားချင်းစာနာတာပါရှင်မင်းတို့အားပေးအားမြောက်လုပ်နေရမဟုတ်ပါဘူးမင်းတို့ရှိမှအဲ့လိုမျိုးလာလုပ်ခဲ့ရင်လဲမင်းတို့ကပထမအဆင့်တတိပေးမယ်ဒုတိယအဆင့်တတိဘလို့မှပေးလို့မရဘူးဆိုရင်ရဲခေါ်ပြီးတော့ရဲလက်ထဲကိုအပ်လိုက်မှာပါအလားမို့လို့လဲမင်းတို့ဘသူရှိကားမှာအလှလုံးဝမခံပါဘူးရှင်အခုလာလှရဲ့ပတ်စံဒီလဲမင်းရဲ့ချွေးနဲ့စားတဲ့ရှာထားတဲ့ပတ်စံမင်းရှိမှာအထည်ဝယ်ကြတဲ့ customer ရဲ့အလှပါဘာဖြစ်လို့လဲဆိုတော့မင်းဘသူရှိရမှာအလှမခံဘူးမင်းစိတ်ထဲမှာစိတ်မကောင်းဘူးခလေးကိုလည်းတနာတယ် DNA ကိုလည်းအခုလိုရိုက်နှက်တာတနာတာဖြစ်တဲ့အတွက်မင်းရှာထားတဲ့ပတ်စံတွေကနေပဲမင်း9သိန်းချက်ကိုလာလှတာပါရှင်ကွက်ထဲကိုရောက်ချင်းလဲမင်းအဲ့အနေရှိကိုတန်းသွားတာမဟုတ်ပါဘူးမင်းအဲ့ဖုန်းကြီးချောင်းသားပြီးရင်ဆိုင်ကယ်ကယ်ရီဂိတ်တွေအဲ့လိုမျိုးလိုက်ပြီးတော့စုံစမ်းပြီးမှလှူတာပါဒီပတ်စံဒီဘသူပဲဝါရှိရမှာအလှခံထားခြင်းမဟုတ်ပါမမေရဲ့ချွေးနှဲစာနဲ့ရှာထားတဲ့ပတ်စံကိုမမေလှူခြင်းဖြစ်ပါတယ်ရှင်
အားပေးအမြောက်လောက်တာလည်းမဟုတ်ပါဘူးလူတိုင်းမှာအကျိုးနဲ့အကြောင်းရယ်ဆိုတာရှိပါတယ်တချို့ကြတော့လေခြေလက်တွေအကောင်းကြီးနဲ့လုံမစားပဲနဲ့သူများတကပတ်စံကိုအလကားအချိုချောင်လိုချင်တဲ့လူကလည်းတသက်ရှိပါတယ်ဒီအနီးမှာအကျွေးရှိရလို့လည်းရက်ကွက်ကပြောပါတယ်အဲ့လာကြောင့်မို့လို့သူလုံးပြီးလှုပ်ရလှုပ်လိုက်တာလို့လည်းရက်ကွက်ထဲကပြောပါတယ်ရှင်ဒီအနီးရဲ့စိတ်နေစိတ်ထားကိုဒီရက်ကွက်ထဲမှာတော်တော်များများကအဲ့အနီးဘက်ကနေပြီးတော့အာမခံမိကြရဲ့လူတော်တော်များပါတယ်ရှင်ကျမရဲ့စကားအပေါ်ဟုတ်မဟုတ်သိချင်ကိုမတွေရက်ကွက်ထဲမှာသွားပြီးတော့စုံစမ်းလို့ရပါတယ်ကြိုက်တဲ့နေရာအဲ့ရဲ့ဖုံးကြီးချောင်းကနေပြီးတော့တက်တက်ကြီးဝင်သွားပြီးအဲ့တိုင်းလျှောက်ကိုအမတို့ကြိုက်တဲ့အိမ်ကိုကြိုက်တယ်လို့သွားပြီးတော့မေးမြန်းလို့ရပါတယ်ရှင်ရက်ကွက်ထဲမှာသွားစုံစမ်းမယ်ဆိုရင်ဒီထက်ပိုပြီးအကြောင်းစုံကိုသိရပါလိမ့်မယ်ရှင်မင်းပြောနေတာအပေါ်တွေဟုတ်မဟုတ်ဆိုတာပေါ့နော်မင်းလည်းအင်တာဗျူးတွေ့ပြီးရဲ့အချိန်မှာသွားဖို့တော့ကိုအရန်ဝေခွဲမရဖြစ်သွားပါတယ်ဒါပေမဲ့သွားကြည့်လိုက်မယ်အကြောင်းစုံလေးသိကျင်တာမလို့မင်းသွားပြီးတော့ရက်ကွက်ထဲမှာတိတိကျကျမေးခဲ့တာပါတယောက်တည်းကိုမေးခဲ့တဲ့စကားမဟုတ်ပါအများကိုမင်းမေးခဲ့တာပါရှင်မင်းညကလည်းရဲစခန်းမှာဒီရနီးတညအိတ်လိုက်ပြပါတယ်လို့ရက်ကွက်ထဲကနေမင်းတို့သိရတယ်ပြီးတော့ပေါ့နော်ဟိုရိုက်နှက်တဲ့အမားကလည်းတောင်းမှန်နေပေါ့နော်သူလောက်တာလွန်သွားတယ်သူနောက်အလိုမလောက်တော့ပါဘူးဆိုပြီးတော့တောင်းမှန်တယ်လို့လည်းမင်းတို့ရက်ကွက်ထဲကနေတဆင်ကြားရပါတယ်မင်းဒီလိုလှူခြင်းစီအားပေးအားမြောက်လှုပ်ခြင်းလုံးဝမဟုတ်ပါမင်းလူသားချင်းစာနာတာရဲ့ပြီးတော့ဗီဒီယိုထဲမှာပါတဲ့ခလေးကိုတနာတာရဲ့အကြောင်းမင်းတို့ပေါ့နော်ဒီအနည်းရဲ့လိပ်စာကို line ပေါ်မှာမေးပြီးတော့ကိုနိုင်တဲ့ပတ်လေးကနေပြီးတော့ကူညီပေးရပါရှင်အားပေးအားမြောက်လှုပ်တာလည်းမဟုတ်ပါဘူးဒီအနည်းမှာအပြစ်ရှိရင်သူလည်းသူ့ရဲ့အပြစ်ကိုသူခံရမှာပါဒါပေမဲ့အခုလိုမျိုးရိုင်းနှံ့နှိပ်စက်တာမျိုးတော့မင်းတို့ဘလို့မှမကြည့်ရပါဘူးရှင်ပြီးတော့ခလေးပါပါတယ်ခလေးကိုနေပူတဲ့တက်တိုင်ထဲမှာကြိုးတုပ်တာတွေအဲ့လိုမျိုးတွေလှုပ်တာမြင်တဲ့အချိန်မှာမင်းတို့တော်တော်လေးစိတ်မှာခံစားရပါတယ်မြန်မာလူမျိုးတွေရဲ့အကျင့်ဟာကိုယ့်ရဲ့မျက်စိအရှိမှာကြက်ကလေးငှက်ခလေးကိုလုံနေရင်တော့စိတ်မကောင်းဖြစ်တာကွယ်ဒီလိုမျိုးခလေးနဲ့အိုကြီးအိုမာတစ်ယောက်ကိုခုလိုမျိုးရိုက်နှက်နေတာဖြစ်တဲ့အတွက်မင်းတို့စိတ်ထဲမှာတော်တော်လေးခံစားရပါတယ်ရှင်အဲ့လာကြောင့်မို့လဲမင်းတို့နိုင်တဲ့ဘက်ကနေပြီးတော့ရက်ကွက်ထဲမှာတည်တည်ချာချာလေးစုံစမ်းမေးမြန်းပြီးမှမင်းလှူခဲ့ခြင်းဖြစ်ပါတယ်လှူတဲ့ပတ်စံဒီမင်းပတ်စံပါ